စော်ရင်းကစားရင်းနဲ့နှာခေါင်းထဲကိုပဲစေးလေးပတိစေးလေးထည့်တဲ့ကြတဲ့ကိုတစ်ခါတလေနဲ့နားထဲကိုအင်းဆက်ဘူးကောင်လေးဝင်တတ်ပါတယ်အဲ့ဒီခါကလေးကကြောက်လို့ဖုံးကြတာမျိုးရှိတယ်မိဘတွေကလည်းဒီလိုထုတ်ရမယ်မသိရဲ့အတင်းနှိုက်ထုတ်ရတာလေပူဆိုးသွားတာမျိုးလေးဖြစ်တတ်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ပိန်မာတင်အန်ဒီယေကင်းကင်းနဲ့ဆက်သက်နိုင်တဲ့အမိအနံမာတာကီစလီလန်နဲ့တန်နေစီကိုဒီနေရာမှာမမကခင်သုံးရမယ်ဆိုတာပြီးနောက်ပြီးနှာခေါင်းလေးရှင်တဲ့အခါရှေးဥနာမျိုးစုလေးကိုဘယ်လိုလုပ်ရမလဲဆိုတာညှောက်ပြီးတော့မှဖြစ်လို့အဆုံးထိကြည့်ပေးကြပါဦးရှင်ပထမဆုံးအနေနဲ့နားလေးကိုအင်းဆက်ဘူးကောင်နေတဲ့အခါမိဘတွေကိုအရင်ဆုံးမေးကြည့်ရပါမယ်အိမ်မှာဖယ်ရှားဖို့ပူဇော်ခဲ့ကြတာဆိုတာကိုမေးရပါမယ်ဘာဖြစ်လို့လဲဆိုတော့ပူဆိုးသွားတာဒဏ်ရာရတာလို့ဖြစ်စေနိုင်လို့ပါနားစီထိခဲ့သွားလားဆိုတာသိချာကြည့်ရပါမယ်နားစီထိခဲ့လို့ဆိုရင်အဆင့်တေပိုးကောင်နေတဲ့နားဘက်ကိုအပေါ်ဘက်ကိုထည့်ပြီးတော့ဗီဆောင်းထိခိုင်းထားရပါမယ်အဆင့်နှစ်တန်နေစီဘုံဘုံအုံးစီကိုသုံးပြပါဒီရွက်ကိုအတားရနောက်ကိုဆွဲပြီးနားပေါက်ကိုစီစစ်ချပေးရပါမယ်ပိုးကောင်ကိုအတိကအောက်ဖြစ်စေပြီးအပြင်ကိုထွက်လာစေပါတယ်စီထည့်ပြီး9မိနစ်မှ10မိနစ်ခန့်နေနေနေခိုင်းမှာပိုးကောင်လှုပ်ရှားမှုရသွားသည့်ထိစောင့်နေလိုအပ်ပါတယ်ပိုးကောင်လှုပ်တော့ပါကအစားတစ်ဖက်သို့စောင့်ခိုင်းလိုက်ပါနားလေးကစင်ညာနဲ့အတူပိုးကောင်ပြင်သို့စီးထွက်လာပါလိမ့်မယ်နှာခေါင်းနဲ့ပစ္စည်းဝင်စီးတော့မှုအရေးလုံးဝထည့်ရပါအဆုပ်ထဲဝင်သွားပြီးတက်ရှင်တဲ့ကြောင့်ပိတ်ခြင်းအဆုပ်ရောင်ခြင်းဖြစ်စေနိုင်ပါတယ်နားစီပေါက်နေလည်းမတုံးရနားဒီလိုတဲ့လူတို့မျိုးနားဒီပေါက်မှုဖြစ်ပါကအရေးစီးလုံးဝထည့်ရပါပိုးကောင်ကိုဇာကနာဖြင့်အတင်းနိုင်ပူစီယူရပါပိုးကောင်ကပိုလန့်ပြီးအဲတို့တွဝင်သွားပါနားစီကိုပုံပုံထိတ်စေနိုင်ပါတယ်နှာခေါင်းထဲကိုအဒီစီဖဲစီတွေဝင်တဲ့အခါမာတာကစ်မိအနံနီလန်ကိုသုံးရပါတယ်ဒီနီလန်ကကလေးရဲ့ပါးစပ်ထဲကိုဒီမိုသိမ်းပြီးအဲ့ဒီလေကြီးအားနဲ့နှာခေါင်းထဲကပစ္စည်းကိုပြင်ဖို့ကန်ထုတ်တဲ့နီလန်ဖြစ်ပါတယ်ကလေးကိုမိဘရဲ့ပေါင်ပေါ်မှာတောင်းတတာခိုင်ခိုင်မှာတို့မဟုတ်လက်ခိုင်မှာပစ္စည်းမဝင်ထားတဲ့နှာခေါင်းထဲကိုလက်မနဲ့အတာအရာပိတ်ထားပေးပါမိဘကကလေးရဲ့ပါးစပ်ကိုဒီပါးစပ်နဲ့ဒီမဝင်အောင်လုံးအောင်ပိတ်ပြီးတော့ထိလိုက်ပါကလေးရဲ့ပါးစပ်ထဲကိုဒီစီပြင်းတစ်စဲနှုတ်ထုတ်လိုက်ပါအစိမ်နဲ့ဝင်သွားတဲ့အခါကလေးရဲ့လေချောင်းကနေတစ်စီပစ္စည်းဝင်နေတဲ့နှာခေါင်းပေါက်ကနေပြန်ထွက်ဖို့စူးစမ်းပါလိမ့်မယ်အဲ့ဒီလေကြီးအားကနှာခေါင်းထဲကပစ္စည်းကိုအပြင်ကိုတွန်းထုတ်ပေးမှဖြစ်ပါတယ်ဒီလမ်းကိုတစ်ချိန်နာဆက်သက်တင်ပါတယ်တစ်ချိန်လုံးတစ်ချိန်လုံးဆက်သက်လို့မှဖက်မလာရင်ဆက်မလုပ်ဘဲနဲ့ဆရာဝန်ကြီးအရင်ဆုံးသွားတင်ပါတယ်ဒီကဲပြီးနှာခေါင်းထဲဝင်နေတာကတစ်ခဲအဝိုင်းလေးတွေဖြစ်နေရင်ဆေးရုံကိုချက်ချင်းသွားတင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့တစ်ခဲကနှာခေါင်းနိုင်ငံကိုနောင်သွားစေနိုင်လို့ပါနောက်တစ်ခုကကလေးကအသက်ရှူရခက်နေနေရင်ဒါမှမဟုတ်တရှူးရှူးနဲ့အတန်နေနေနေတဲ့ဆေးရုံကိုချက်ချင်းသွားတင်ပါတယ်နောက်တစ်ခုကနှာခေါင်းလေးဆန်တဲ့အခါဆေးရုံနာပြည်ကိုလိုလုပ်ရမယ်ဆိုတာကိုညှောက်ပြီးသွားချင်ပါတယ်ရှင်ခေါင်းလေးဆင်တဲ့အခါလူများစုလုံးလေးရှိတဲ့အမှားကတော့ခေါင်းကိုနောက်လန်လိုက်တာပါအဲ့လိုမျိုးလုံးဝမလို့ရပါဘူးသွေးတွေကလက်ချောင်းလေးကနေစီးနေပြီးပြုတ်အန်တာပြီးတာမျိုးလေးဖြစ်နေနိုင်လို့ပါပထမဆုံးအနေနဲ့ကိုကိုမှတ်ထားပြီးခေါင်းကိုစီကိုနည်းနည်းကိုင်းထားပြရပါတယ်အဲ့ဒါမှသွေးတွေလက်ချောင်းနဲ့ပြန်ပြီးနေမှာပါနောက်တစ်ခုကနှာခေါင်းလေးပြော့တဲ့အပိုင်းကို10မိနစ်ကနေ15မိနစ်အထိဖြစ်ထားပြရပါမယ်အဲ့လိုဖြစ်ထားခြင်းတွေမှာပါးစပ်နဲ့အသက်ရှူပေးရပါတယ်တွေးထွက်တာညက်သွားတဲ့အချိန်ပြီးတော့နားနေတင်ပါတယ်ကဲ၍တွေးထွက်တာမိနစ်20ကျော်တဲ့အထိမရက်ဘူးဆိုရင်စီကိုစီကံကိုသွားတင်ပါတယ်နောက်တစ်ခုကတွေးရက်သွားလို့ရှိရင်နှာခေါင်းကလေးကမှားရင်းနေတာမျိုးလေးလုပ်တင်ပါလို့ပြန်ပြီးတော့ပြင်ဆင်နေပါတယ်စာရင်းတောင်းရင်ရုပ်တရက်အစာနေပြီးစကားပြောမရတာအသက်ရှူမရတာမျိုးလေးပုံကြပါလားဒါဟာစက္ကန့်ပိုင်းအတွင်းအသက်အန္တရာယ်ရှိနေရတဲ့အချိန်ပါနေ့ဗီဒီယိုမှာတော့ဒီရောက်စာနေနေဘယ်လိုစနစ်ကြားကိန်းရမယ်ဆိုတာကိုလက်တွေ့ပြသပေးသွားမှာဖြစ်ပါတယ်စာနေနေပြီးဆိုရင်ဒီမှာဆုံးနေနဲ့ချောင်းချိုးနေတဲ့လားအရင်ဆုံးကြည့်ရအောင်ချောင်းချိုးနေနေဆိုရင်ချောင်းကိုတင်းတင်းထန်ထန်ဆိုးပြီးတော့မှပစ္စည်းကိုတော့ရမယ်တကယ်၍ချောင်းဆိုးနိုင်လောက်အောင်ပြင်းထန်နေလို့ဆိုရင်ဒီရှိသလားကြည့်ရမယ်ဒီရှိရဲ့ဆိုရင်ဒီရှိရဲ့ဆိုရင်ခိုင်အန်ခိုင်တစ်ခုကိုသုံးရပါမယ်
လက်မမရှိတဲ့ဘက်ကိုချက်ရဲ့ဟိုဘက်ကိုပြင်လိုက်မယ်ပြီးတဲ့ခါကျလို့ရှိရင်အပေါ်နောက်တစ်ချက်နဲ့ပုတ်လိုက်မယ်ပုတ်ပြီးတော့လို့ရှိရင်အထဲကိုဖိမယ်အပေါ်ကိုတွန်းနေတဲ့ပုံစံမျိုးနဲ့ဖိပြီးတာ၅ချက်ဖိပြီးရမယ်အဲ့လိုမျိုးကိုအစာပြန်ရင်းနေတဲ့အစာပြန်ထွက်မလာမချင်းတစ်လက်စီလုပ်ပြရပါမယ်ဒီပြရမယ့်အချက်ကတော့ကိုဝင်ဆောင်နေမှာဆိုလို့ရှိရင်တော့ကြောပုတ်ထားနဲ့ရင်းညွန့်ကိုပြရပဲလုပ်ပြပါတယ်နောက်အသက်တစ်နှစ်အောက်ကလေးတွေမှာဆိုလို့ရှိရင်လည်းကြောပုတ်ထားနဲ့ရင်းညွန့်အောင်ပြရပဲလုပ်ပြရပါတယ်ဘိုက်ကိုဖိတာမျိုးမလုပ်ရပါဘူးနောက်တစ်ချက်ကကြတော့အသက်တစ်နှစ်ကျော်ကလေးတွေမှာဆိုလို့ရှိရင်တော့ဒီနေ့အရက်တွေအောင်ထောက်ပြီးတော့လုပ်ပြရပါမယ်ကိုရိုင်းအစာနေနေဆိုလို့ရှိရင်တော့လက်ထိုင်နောက်